ရက်တို့စကားဖြစ်တဲ့အတွက်ရှုပြီးမှတ်ပြီးရှုတာမှတ်တာမာစီတော်တရားစစ်တယ်ဆိုတာမထိုင်တတ်တဲ့ကောင်မမတ်တတ်တာတင်ပြီးဖို့ပဲအဲ့တော့နာမည်လေးခေါ်တယ်နော်ဒီမှာအလုပ်ပေးပြီးတယ်အလုပ်ပေးတရားဆရာတော်တဲ့ကိုယ်တော်လည်းခေါ်တယ်အလုပ်ပေးတရားနာရတယ်ထပ်ဆင့်ပြီးတော့ပြောအလုပ်ပေးကိုရှင်းပြရတယ်ဒီတိုင်းတရားစစ်တယ်ဆိုတာလည်းပဲထိုင်မှတ်တော့မှတ်တော့စိတ်နဲ့လျှောက်တော့မှတ်တော့ရပ်ပြီးတော့မှတ်ဖြစ်သလားအိယာလည်းမှတ်ဖြစ်သလားအိယာကိုလေးပါမှတ်ဖို့မှတ်နေတယ်ဒီမှတ်တဲ့အခါမှာလည်းတရားလျှောက်တဲ့အခါမှာပေါ်လာရဲ့မှတ်တာရဲ့သိတာရဲ့ဒီချက်သုံးပြလေးပြောဖို့နော်ဒါလေးပေါ်လာတယ်ဗျာနော်ဘလို့မှတ်လိုက်တယ်ဘလို့ပြတ်သွားတယ်ကိုညာထဲမှာဘလို့ကုံဆုံးသွားတယ်ဘလို့သိလိုက်တယ်ဒါကိုပြောဖို့ရည်ကြည်တာအဲ့ဒါပေါ်လာရဲ့မှတ်တာရဲ့သိတာရဲ့နော်တူတူရှင်းရှင်းပုံမသွင်းလူရင်းကိုပြောနိုင်စေဆိုတာအများနဲ့ပြောရတဲ့အခါကျတော့တယောက်တည်းလေးပြောတယ်တော့ဘလို့လဲတော့မဆုံးနဲ့ပြောနေတာပြောလို့လည်းကြတော့လည်းမပြောအောင်နော်တူတူရှင်းရှင်းပြောတယ်လူရင်းပြောပါနော်မပြောတဲ့လူကြတော့လည်းလမ်းကြောင်းကြည့်ရတယ်။အောင်းပိန်ကမလို့ရတာ။အောင်းမသိတာပိန်မသိတာစိတ်ထွက်သလားစိတ်ထွက်မသိသလားမသိဘူးလားလမ်းကြောင်းကြည့်ရတယ်။နော်မပြောတဲ့လူကြလည်းပြောအောင်ဆွကြတော့မှတ်ပါတယ်ဗျာ။ဒီတော့ရှင်ပြလို့ညွှန်ကြားတဲ့အတိုင်းလုပ်ပါတယ်ဗျာအပြီးပြီ။မှတ်လို့လည်းကောင်းပါလေဗျာ။ဘာပြောမှလည်းမသိတော့နော်အဲ့ဒါကြောင့်လို့ဒါစနစ်တရားပေါ့နော်။တရားဆောက်တဲ့အခါမှာဒါကုလောကုညာများနေတော့နော်သင်္นานနေနဲ့ပဲပတ်တာမပတ်တာပတ်တော့အဲ့ကြောင့်ဒီမှာဒီရက်အတွက်ပါပေါ့လေပြီးတော့မှာတော့ဘယ်လိုခက်ခဲရှိတယ်ဒါလာပြီးတော့ပြောနိုင်ပါတယ်နော်ဟိုကတော့ရှုတာမှတ်တာအောင်မယ်နော်ကဲစားနေပြီးတော့ဒီနေ့ကတော့ဒီလမ်းလေးပါရှုမှတ်ပုံခြေရဲ့နောက်တော့စဉ္ညာအိမ်ပါပုံစဉ္ညာလျှောက်မှတ်ပုံဒါလေးပြောခဲ့ပြီးကိုစာမျက်နှာအစာသုံးလေးပြောခဲ့တဲ့အတိုင်းစာမျက်နှာနှစ်မှာပါလာနေရာရွေးချယ်ပုံရဲ့နော်အဲ့ဒီအရေးတော့ထိုင်မှတ်ပုံနော်နောက်တော့စဉ္ညာလျှောက်မှတ်ပုံမတ္တရာမှတ်ပုံဒါလေးတွေဒါတော့အချင်းချုပ်နဲ့သွားမှာပါနော်တရားမှတ်တော်မယ်ဆိုရင်တရားဌာနရွေးချယ်ရတယ်ပါဠိတော်ကဣဒဘိက္ခဝေဘိက္ခုအရိညကတောဝါဒုက္ခမူလကတောဝါတုံညာကာရကတောဝါနိတိတတိပန္လေကအာဟုစိတ်ကဝါပရိမုခန္တတေဥပထမေတဝါလို့ဒါပါဠိတော်တော်များများဒါအရေးကြီးလို့ပြောပြီးထပ်ထပ်ကပြောနေတာတရားအထုတ်လို့ပဲဆိုရင်တရားအထုတ်လို့မလုပ်ရဘူးလေနေရာဌာနရွေးချယ်ရတယ်နော်တော်ရဲရဲ့သဗ္ဗင်အောင်ရဲ့စိတ်ဉာဏ်ရတယ်ဣဒဘိက္ခဝေဘိက္ခုတဲ့ဘိက္ခုရာလို့ဘိက္ခုယဟန်တိဣဒသနာတော်နဲ့ဘိက္ခုယဟန်တိဘိက္ခုတရားတော်အထုတ်တဲ့ယောဂီသူတော်စင်တွေဒီအရိညကတောတော်ရဲမှာအထောက်မဲ့တာဒုက္ခမူလကတောတရပိရင်ဝါယုတေဟောတုံညာကာရကတောတိတ်စိတ်ရဲ့တရားဥတုံညာကာရတိတ်စိတ်ရဲ့တရားပဲအဲဒီကမာယုညာနော်ဒါကမာယုညာတုံညာကာရတိတ်စိတ်ရဲ့တရားအဲဒီတိတ်စိတ်ရဲ့တရားရောက်တာဘာလို့ပန္နတာအဟုစိတ်တော်ဟာတဲ့ဝတ်တော်ကိုထိုင်မှာဒါလည်းဘုန်းကြီးတို့အကျဉ်းပြောပြတာဒီမှာလည်းဝေသုံးမျိုးရှိတယ်နော်အမျိုးသားတွေထိုင်တယ်တဲ့မယ်အမျိုးသမီးတွေထိုင်တယ်အတ္တတဲ့မယ်ဆိုတော့တဝက်တယ်ဆိုတော့စစ်တော့ထိုင်တာစင်လူတော်ကြီးတို့ခြေတော်ချင်းချပြီးတော့ထိုင်တာမဟာတယ်မယ်လို့အဲ့ဒီကကိုချက်တဲ့နည်းနဲ့ကြာကြာထိုင်နေမဲ့ဒီဟာပုံနဲ့ထိုင်ဖို့ပဲရှိတယ်ဆိုတော့ခြေတော်ချင်းချပြီးတော့ထိုင်မှာအာရကိုတော့ခြေတော်ချင်းရှင်းပြီးတော့ထိုင်ဒါတော့ကိုယ်အိယာကိုကြာကြာထိုင်နေမဲ့ဒီဟာပုံနဲ့ထိုင်မှာနော်အဲ့တော့ထိုင်တဲ့အခါမှာပန်းနေတာဘုစိတ်သွားတယ်ဥစုံကာယကတိကာယဘုရားကြီးဆက်ပတ်ဖြစ်တဲ့အခါကိုတော့မမဝေထားဒါပေမဲ့ကိုရီးယားကရော့ရော့ပါကာယကဝေယစိတ်ကဝေကိုလုံးလားစိတ်လုံးလားဝေပါမိုင်းမိုင်းကိုကိုလုံးမပြီးတယ်တော့ဒါကခါဘူးညတာအဲ့ဒါကိုပြန်ပြီးကိုရီးယားပြန်တယ်မချင်းနဲ့ဆက်ကဆက်နေတာပေါ့မှာပါအဲ့ဒါလေးကဆက်နေကြရတာပြည့်ပြည့်နေတဲ့ဒါလေးကတော့ပြီးပါဥစုံကတိကာယဆိုတော့တပည့်တဲ့တော့မှာအဲ့လိုထားပြီးပရိမုခန္ဓာကိုဆွတ်ဆွတ်ထားတယ်ဒီဝမ်းမဲ့ကိုချက်သွားဒီမှာတော့ပြန်တိုင်းအာယုနေတယ်အဲ့လိုပုံနဲ့တာတိယပါလေဆိုတာလေးပြဝေရီစီဝေရီစီဒီမှာအောင်နေပဲနော်အဲ့ဒီကလည်းသူ့ရတော့နှလုံးယောဂရှိတယ်မောယောဂရှိတယ်ဒီယောဂရှိတယ်နာတိယနဲ့ဝမ်းမဲ့နဲ့ရောနေတယ်အဲ့လိုပုံတွေကတော့နာတိယနဲ့
နောဝါဒီတေနောမိပါစာနာဒီထိုင်တယ်လို့သိပါဆိုတဲ့ပါဠိတော်နဲ့ဒီခန္ဓာဘုရားပုဂ္ဂိုလ်လေးဘောဝေထောင်းဘောပါလေးအဲ့ဒါကိုအာယုလေးမှတော့ထိုင်တယ်ဆိုထိုင်လို့ကြည့်တယ်အာယုမမြင်လို့ထိုင်တဲ့ဝိညာဉ်နဲ့ထိုင်တယ်ထိတာပြန်ပါနဲ့တက်နေရတယ်ထိုင်တယ်ထိတယ်ထိုင်တယ်ထိတယ်ဒါလေးထိရတာအဲ့လိုမှနေတဲ့ဘုရားတော်ပေါ်လာရင်သူ့ကိုလည်းဘုရားလေးမှပဲစေကုသနာပဲစေကုသနာပဲမြင်လာခြင်းဘာမှမဆက်ခြင်းထိုင်တယ်ထိတယ်ဒါလေးလူတွေမှာဆွေးကြတော့ဘုရားမဆက်ရစိတ်ပြရတယ်အဲ့လိုဆိုရင်သုံးချက်ထိုင်တယ်ထိတယ်အဲဒီမှာထိရတယ်မှာထိုင်တယ်ထိတယ်ညာဓမ္မထိုင်တယ်ထိတယ်ဓမ္မထိခြင်းအဲ့လိုရှိရတာဘုရားပေါ်မှာပဲစေကုသနာပေါ်မြင်လာကြဘာမှမဆက်ရထိုင်တယ်ထိတယ်ဓမ္မထိုင်တယ်ထိတယ်ညာဓမ္မထိခြင်းလို့အဲ့ဒီမှာပါတယ်နော်ဒီဥစ္စာဘာယပဏိကာယနော်အဲ့တော့ဘယ်လိုခံတယ်ဥပါဒ်ပဲတော့ပါတဲ့အဲ့ဒီနော်ရှိမှာပါနော်အဲ့တော့ဒီမှာဒါလေးတွေအောက်စီပဲဆိုမယ်နော်တော်နေတဲ့ပင်တော်နေတဲ့ပင်စိတ်နေဝင်စိတ်နေဝင်တဲ့ကြရသွားတဲ့ကြရသွားဒီရရွေးပါဒီရရွေးပါခြေဥစွာခြေဥစွာဘာယောဂီညာဘာယောဂီညာဘုရားတို့ကလည်းဓမ္မတို့ဉာဏ်နဲ့ရှင်ပါတော်လည်းရဲ့တည်းအောင်စိတ်နဲ့ရတယ်အဲ့ဒီသုံးခုလည်းသုံးညာကာရကျေးဇူးတွေရောက်လာတဲ့အခါကျတော့ဘာတရားတိုင်းလို့ရမယ်ဟောစဉ်းစားကြတယ်ပါဠိအားလုံးစိတ်ကဒါကိုဒါဆောင်းလို့လည်းကားတယ်ဆိုရဲတမလဲကိုယ်ကတမလဲကိုယ်ကခိုင်ပြေပါခိုင်ပြေပါအာမကြောင်းရောက်တာအာမကြောင်းရောက်တာမလုတ်ကိန္ဒရေမလုတ်ကိန္ဒရေဒီစိတ်တွေမလွင့်ပါစိတ်တွေမလွင့်ပါလက်ရှိဝိခာလက်ရှိဝိခာကောင်းခဲ့ပါကောင်းခဲ့ပါဝမ်းမစိတ်ကိုတာဝမ်းမစိတ်ကိုတာကောင်းနာပိနာကောင်းနာပိနာစိတ်ဆိုင်ကစိတ်ဆိုင်ကမဘယောဂီများမဘယောဂီများမတိမမြံမတိမမြံကောင်းပိနာကောင်းပိနာမပြန်တရိခာမပြန်တရိခာသလေတသောသလေတသောဘုံဘာလုံးဘုံဘာလုံးသိယုံဒီအောင်ဘွားသိယုံဒီအောင်ဘွားဘုမာစိတ်မှာဘုမာစိတ်မှာဖြစ်ပေါ်ရာဖြစ်ပေါ်ရာမဘယောဂီများမဘယောဂီများဝါရ၆ဖြာဝါရ၆ဖြာဖြစ်ပေါ်ရာဖြစ်ပေါ်ရာမဘယောဂီများမဘယောဂီများဤသောအခါဤသောအခါအောင်ဝေဒာအောင်ဝေဒာမဘယောဂီများမဘယောဂီများထိုင်မှတ်ဖို့အခြေကျုပ်ဘယ်လိုဝေထိုင်ဘယ်လိုရဘယ်လိုဝတ်ရင်ဓမ္မလေးရှင်သာခါကိုကြောင့်မမတာခေါင်းကိုခဲ့တဲ့မမတာမလို့ဣန္ဒြေရင်းကြီးဖြစ်တဲ့ခန္ဓာကိုပြုပြင်လှူရှားရရှိတယ်ခိုင်မှာလှူရှားတဲ့အမှုရာတိုင်းကိုရှုမှတ်ပြီးတော့မြင်အောင်ပါစိတ်မြင်အောင်ပါစိတ်ကိုကြတယ်စိတ်ကိုလည်းစဉ်းစားနေပြန်တယ်စိတ်ကိုလည်းရှုမှတ်ပြီးမြင်အောင်ပါတဲ့မလို့ဒီရှိမျက်စိပဲသမာဓိရှိလို့မျက်စိကိုပဲလားနော်သမာဓိရှိလို့ခေါင်းလည်းတဲ့ပါစိတ်တည်းကိုတော့ရှုမှတ်လိုက်တော့တာပဲဝမ်းပိုက်မှာစိတ်တရားဝမ်းပိုက်တော့ချက်တော့စိတ်ကြီးစိတ်ကလည်းပါတဲ့အဲ့လိုစိတ်ကလည်းစိတ်ကဝမ်းပိုက်ကိုမျိုးသားစိတ်ကအသက်ကိုပုံမှန်ရှုသွင်းလိုက်တဲ့အခါမှာလေရုပ်ဆက်တဲ့ဝမ်းပိုက်ကတော့လည်းတော့လည်းလေလေးဆက်တဲ့ဝမ်းပိုက်ကိုကြော့ချပါတယ်အောင်းနဲ့ပဲနဲ့နော်ဒါလေးအောင်းလည်းပဲဝိပဿနာဆိုတာလုံးမရှိပါဘူးချုပ်မရှိပါဘူးတဲ့မထင်ရှားတဲ့ကတော့ရှုနေတာရှိတာရုပ်ရှုတော့မောတာကိုကြက်တာကိုဒါလေးဖြစ်တယ်ချုပ်ရှုတာကအသက်အောင်ပြီးတော့မထင်ရှားလို့ရှုချုပ်လည်းရှုပါတယ်ရုပ်လည်းရှုပါတယ်ဘလို့ပုံမှန်ရှုဆိုင်ပေါင်းပွေကဆုတ်တယ်ရှုနေကြတယ်ခါလည်းရှုနေကြတယ်စိတ်ကဘာလို့ဆိုင်တာပုံမှန်လေးပဲရှုသွင်းလိုက်တော့